ကျွန်တော်ကအခုလက်ရှိနေတာကြတော့ကျွန်တော်ကော့တောင်းမြို့မှာနေတာပေါ့နော်ကော့တောင်းမြို့မှာနေတာဖြစ်ပါတယ်အခုကျွန်တော်ဗီဒီယိုရိုက်နေတာကြတော့ကျွန်တော်ကော့တောင်းပေါ့နော်ဒီရှိပီတာဘတ်ချမ်းပေါ့နော်ကျွန်တော်အိမ်ပေါ်တက်ကနေရိုက်နေတာပေါ့နော်ကျွန်တော်တို့ရဲ့အရှိမဆိုလို့ရှိရင်ဘာရှိမလဲဆိုရင်ဒါထိုင်းနိုင်ငံနယ်စပ်ပေါ့နော်ရနောင်းမြို့ရှိပါတယ်အခုတော့မမြင်ရတော့ဘူးပေါ့နော်မိုးတွေအုပ်သွားပြီမိုးတွေမှောင်သွားပြီဆိုတော့လေမမြင်ရတော့ဘူးပေါ့နော်နီးနီးလေးပါခင်ဗျလှေနဲ့သွားလို့ရှိရင်မိနစ်20လောက်ပဲကြာတယ်ပေါ့နော်ထိုင်းနိုင်ငံနယ်စပ်ကိုသွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့မှာပါတယ်ရှိလဲဆိုလို့ရှိရင်ကျွန်တော်တို့ရှေ့မှာဆိုရင်ဒါဈေးပေါ့နော်မနက်ဈေးရွှေပြည်သာဈေးရှိပါတယ်ဒီပေါ်တက်ကနေပြီးတော့ကျွန်တော်တို့ရှုပ်ခင်းနေအားလုံးပေါ့နော်ဒီလှမ်းပြီးတော့မြင်နိုင်ပါတယ်ခင်ဗျပြီးရင်ကျွန်တော်ဒီဘက်ဂျမ်းမှာဆိုလို့ရှိရင်ဒါရေတနာကျွန်းပေါ့နော်ရေတနာကျွန်းရှိမယ်ပြီးတော့ဒီကျွန်တော်တောင်ပေါ်ဒီကျွန်တော်အိမ်ပေါ်တက်ကနေလှမ်းကြည့်လိုက်လို့ရှိရင်ကျွန်တော်တောင်ပေါ်မှာပေါ့နော်ဖျားတွေတည်တာရှိပါတယ်ကျွန်တော်ကောက်တောင်မှာရှိတဲ့ဒီကြိုက်ထီယိုးပေါ့နော်အဲကြိုက်ထီယိုးနဲ့လည်းလှမ်းပြီးတော့တွေ့နေရတယ်ပေါ့နော်အခုတော့မြူတွေဆိုင်းနေတဲ့ခါကျတော့မတွေ့ရဘူးပေါ့နော်ကျွန်တော်ပြပေးမယ်သေ